တူသောအကျိုးပေးလိမ့်မယ်ပုံပြင်ရှေးတုန်းကတောရွာကြီးတစ်ရွာမှာဘုန်းကြီးကျောင်းတစ်ကျောင်းရှိတယ်။အဲ့ဒီကျောင်းမှာဖိုးသူတော်လို့ခေါ်တဲ့လူငယ်တစ်ယောက်နေတယ်။သူကအရန်ရိုးသားပြီးစိတ်ကောင်းတဲ့အလွန်ကောင်းတဲ့သူပဲကျောင်းဝင်းထဲမှာတော့တရက်ပိန်နေမာလာကဩဇာတလဲနက်နှစ်ပြောစတဲ့အသီးပင်တွေအများကြီးစိုက်ထားလို့ဥယျာဉ်ကြီးလိုစိမ့်ဆိုနေလေးရှိတယ်။တစ်ပင်တွေများတော့တရွက်6အမိုက်တွေလည်းများတာပေါ့။ဖိုးသူတော်ကနေတိုင်းမနက်စောစောဝေလီဝေလင်းထချိန်မှာအိယာထပြီးဘုန်းကြီးအတွက်လက်ဖက်ရည်တီအာယုံစွန်းပြင်ဆင်စရာတွေလုပ်ပြီးတာနဲ့ကျောင်းဝင်းကိုတမျက်စီးနဲ့အမိုက်လဲတယ်ဒီအလုပ်ကသူ့အတွက်နေ့စဉ်လုပ်ရတဲ့အလုပ်ပဲအမိုက်လဲရင်းနဲ့လဲတူတဲ့အကျိုးပေးလိမ့်မယ်စိတ်ကောင်းမှနှကောင်းဆောင်မှမယ်ဆိုပြီးပါဇက်ကမကြာခဏရွတ်နေတတ်တယ်ကျောင်းနီးမှာတော့မုံပြားတလက်ရောင်းစားနေတဲ့မိန်းမကြီးတစ်ယောက်ရှိတယ်သူလဲနေတိုင်းမနက်စောစောအချိန်ထဲမှာပဲရောင်းလေးရှိတယ်။အဲ့ဒီမိန်းမကြီးကဖိုးသူတော်ရွတ်နေတဲ့စကားကိုနေတိုင်းကြားနေရတော့တဖြည်းဖြည်းမနာလိုစိတ်ဝင်လာတယ်။နောက်ဆုံးတော့ဖိုးသူတော်ကသူမကိုစောင်းပြောနေတာလို့ထင်သွားတယ်။မိန်းမကြီးမှာကျောင်းတက်နေတဲ့သားကလေးတစ်ယောက်ရှိပြီးအဲ့ဒီသားကိုလည်းဖိုးသူတော်နေတဲ့ဘုန်းကြီးကျောင်းမှာပဲထားတယ်။မနာလိုစိတ်ဝင်တိုစိတ်တွေပိုများလာတဲ့အတွက်မိန်းမကြီးဟာဖိုးသူတော်ကိုတေချောင်းကြံမယ်လို့တောင်စိတ်ဆုံးဖြတ်ထားလိုက်တယ်။ဒီနေ့မှာတော့မုံပြားတလက်အကြီးတစ်ချက်ကိုအစိတ်ထည့်ပြီးတတ်တာရှိသလိုဟန်ဆောင်ကဖိုးသူတော်စီကိုယ်တိုင်သွားလူလိုက်တဲ့ဖိုးသူတော်ကစိတ်ကောင်းရှိသူဆိုတော့မုံကိုလက်ခံပြီးတာရုခေါ်တယ်ဒါပေမဲ့ကိုယ်တိုင်မစားပဲဖះကိုဦးဆုံးကတ်လူလိုက်တယ်အဲ့ဒီအချိန်မှာဘုန်းကြီးကကျောင်းသားတွေကိုစာသင်နေတုန်းဖြစ်ပြီးတအောင်ကြတော့ကျောင်းသားတွေဆွန့်ကောက်ဖို့ကျောင်းဆင်းကြတဲ့ဘိုးသူတော်ကဖះကတ်ထားတဲ့မုံပြားတလက်နဲ့အခြားဆွန့်ခဲတွေကိုကျောင်းနီးကတင်ပုတ်ခွက်ထဲဆွန့်လိုက်တဲ့အခါမိမကြီးရဲ့သားကလေးကအရင်ဆုံးမုံပြားတလက်ကြီးကိုကောက်ပြီးစားလိုက်တယ်။အဲ့ဒီမုံကအစိတ်ခတ်ထားတဲ့မုံဖြစ်လို့မကြခင်ပဲသားကလေးတိတ်ဆုံးသွားတယ်တာကိုတီးလိုက်တဲ့မိမကြီးကနောင်တကြီးစွာရပြီးဖိုးသူတော်ရဲ့တူတဲ့အကျိုးပေးလိမ့်မယ်စိတ်ကောင်းမှနှကောင်းဆောင်မှမယ်ဆိုတဲ့စကားတန်ကိုနားထဲမှာပြန်ကြားနေရင်သားကိုဆုံးရှုံးရတဲ့အတွက်ယူကျုံမရငိုကြွေးနေတော့တယ်2ကိုလှုပ်လိုက်တဲ့လုပ်ရက်ကချက်ချင်းအကျိုးပေးတာမျိုးကိုပြသတဲ့စင်ကျင်စရာကောင်းတဲ့ပုံမြင်လေးပါပဲဒီစာလေးကိုဖတ်မိတဲ့ခဏမှာမိတ်ဆွေတို့ကိုလည်းခဏဖြစ်အတိတ်တရသွားစေချင်ပါတယ်